ဆန္ဒရဲ့အမိချက်တဲ့ပဇွန်ကြားခုနကဟိုတစ်ဖက်ကငမြင့်ချင်းဆိုင်တွင်လူအုံနေတော်လဲပဇွန်ကြားဆိုင်ရှိတွင်လူရှင်းမှုသည်ပဇွန်လာကန်ကြည့်လိုက်ဈေးမိလိုက်အင်းဟု၍တပြင်းချကပြန်သွားလိုက်သည်နှင့်ပဇွန်တယ်မတ်ပုစိန်လဲတော်တော်လေးစိတ်တူနေပြီဖြစ်သည်ထို့ကြောင့်လဲအပြင်းပြေလာကန်ကြည့်လို့ရတယ်နော်30ဓားကို6ကျက်ကြီးများတောင်ရောင်းတာဟုအငေါ်တူးပြီးအော်လေသည်မြတ်စွာဘုရား6ကျက်တဲ့ဆိုင်ရှိတွင်ရက်ပြီးဈေးမေးတော်မူပြုတော့ဒေါ်လာမေဤပါဇက်သည်အလိုလိုပြန်ပိတ်သွားသည်30ဓား6ကျက်ဆိုတော့15ကျက်သာဝယ်ရင်9ကျက်မစားရစရာကြီးပါလားဟုစဉ်းစားမိသည်မျက်စိရှိတွင်ပဇွန်ကြီးများသည်ငွေပုံကြီးအသွင်တို့ပြောင်းလဲသွားသလိုထင်မိသည်ငွေတွေကိုဝမ်းနဲ့မြုပ်ချရမှာတော့နှမျောစရာမယူဘူးလားအန်တီကြီးဈေးကောင်းလိုက်တာအေးပစ္စည်းကောင်းလို့ဈေးကောင်းတာအန်တီကြီးရဲ့ဟောဒီမှာကြည့်ခေါင်းတောင်မကြိုးသေးဘူးစိမ့်လို့လက်လို့ဒါမျိုးဆိုတာတခါတလေမှရတာစားစမ်းပါပြင်မွန်းကျင်ရွက်လေးချင်းရည်ချက်ပြီးပဇွန်ကြားချွတ်ချိုလေးနဲ့စားလိုက်ရရင်တော့အဖေကြီးကလည်းကြိုက်ရှာတယ်ဒေါ်လာမေဒီကျက်သွန်နီအကွင်းလိုက်အုပ်ချက်ထားတော့ပဇွန်ကြားအကောင်နီနီရဲရဲကြီးများကိုတွေး၍မြင်အောင်ရင်တတွေးကိုမတိမတာမျိုးချသည်ကဲဘလောက်သားလဲ15ကျက်သားချိန်လိုက်ရမလားအမလီမရက်ဆက်ပါနဲ့အေးဒေါ်လာမေကရောင်ရမ်းပြီးခြေတလန်းနောက်ဆုံးမိသည်ထို့နောက်ညီတို့ပဇွန်ကြားကလည်းဂတိ80တတိသားတောင်နေ့တိုင်းစားရင်မွဲရကြည်ရဲ့ဟုခက်ငေါ့လေးပြောမိသည်ကောင်းလွန်းလို့ပါအန်တီကြီးရဲ့ဈေးပေါ်ရင်တော့ပစ္စည်းညံ့ရမှာပေါ့မဟုတ်ဘူးလားမပုစိန်သည်တစ်ဖက်ဆိုင်ကိုမင်းငေါ့ကအတန်ကိုညှိ၍ပြောသည်ပစ္စည်းချင်းတူတော့လဲတစ်ဖက်ဆိုင်မှာပဇွန်ကြားကအကောင်သေးကခေါင်းကပြုတ်နေပြီးအယောင်ကလည်းနီနီနဲ့မလက်တလက်မှုသူကပြောအားရှိနေသည်တစ်ဖက်ဆိုင်မှမိန်းမကသူတို့ဘက်တို့မျက်စောင်းဝဲလိုက်ပြီးပေါ်တယ်နော်ပေါ်တယ်ဟောတာမျိုးကိုစားကြားမှကြား30ဓား3ချက်ခွဲဟုအတန်ကုန်ဟစ်သည်အဲ့ဒါဝယ်ရင်တော့တဝက်လောက်သက်သာတယ်ကွန်ပျူတာထက်ပင်မြန်တော့ဒေါ်လာမေကြီးအုံနောက်ဖြတ်ကနေတွက်လိုက်မိပြန်သည်ဒါပေမဲ့35ကျပ်ဈေးပေးပြီးအပုတ်မစားဘူး60ဈေးပေးပြီးအကောင်းမဲ့စားတော့မယ်ဘာဖြစ်သေးလဲတခါတလေစားတာအဖေကြီးကပင်စင်စားမှုငါ့ကိုဟင်းကောင်းကောင်းမကြွေးတော့ပါဘူးလို့စကနာထိုးတာ2ခါတောင်ရှိနေပြီဟုဆက်တွေး၍ခြေလန်းနှလန်းပြန်တိုးလိုက်မိသည်စိမ့်ပြီးလက်နေတော့အကောင်ကြီးများကိုခက်ရဲရဲကောက်က15ကျပ်တာလောက်ချိန်စမ်းအေးဟုအတန်လေးတန်းတင်းတင်းနှင့်ပြောလိုက်သည်တကယ်တောင်မစားရသေးဘူးဝယ်ရတာတောင်အရသာရှိလိုက်တာဟဲ့ဟု၍ဆက်တွေးနေရင်တဦးတည်းပြုံးမိလေသည်ဟောဒီမှာကြည့်အသားကြီးအလီတော့မှန်ပါတယ်နော်ကြိုက်တဲ့နေရာမှာသွားချိန်ပြီးမှပတ်စံပေးပုစိန်တို့ကကြိုက်စေးပြောရောက်တာအလေးမခိုးဘူးချိန်ခွင်ခွက်ထဲမှပဇွန်ကြားများကိုချင်းအောင်ထိုးမခံသေးပဲတစ်ကောင်နှစ်ကောင်ရေသွက်မိသည်စုစုပေါင်း9ကောင်15ကျပ်သားမို့ဒီလိုရွယ်ပဇွန်ကြား9ကောင်ရသည်ဆိုကြတဲ့ကအလေးမခိုးမှန်းတော့အတိသားကြီးပဲချိန်ပါဦးပါဇက်ကအကျင့်ပါနေလို့သာပြောတာယုံပါတယ်ဒေါ်လာမေဒီလီကျိုသွေးလိုက်ပြီးလက်ထဲမှ30တန်ကိုလှမ်းပေးသည်ဒီနေ့တော့ရှာရင်းမြက်မြက်လေးစားလိုက်အောင်မယ်ခုနတည်းကဈေးအဝမှာကင်မွန်းကျင်အရွက်တွေတွေ့ခဲ့သည်တစည်းကိုပြ60တဲ့ကင်မွန်းကျင်တစည်းကိုကစွန်းရွက်တစည်းရောပြီးချင်းရည်ချက်ငပိရည်ကြိုထဲတွင်ကြက်တုံဖြူနှင့်ငရုတ်တီးစိမ်းထောင်းထက်အိမ်နောက်ဘေးကပြင်နားတွင်မြေကလေးတစ်တောင်လောက်တွင်ကပ်ပြီးပေါက်နေတော့ခရမ်းကဘော့ပင်ကအတီးလေးတွေခူးပြီးရေနွေးဖြော၍တို့ဒေါ်လာမီတွေးရင်ပင်ရှာဆိုလာသည်